မြို့နယ်ဝေးတဲ့ရွာလေးတစ်ရွာမှာဒေါ်မြင့်ဆုပ်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်လေဒေါ်မြင့်ကရွာလမ်းမဘေးမှာဈေးဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်လေဆိုင်ကကြီးကြီးမားမားမဟုတ်ဘူးစံစီစားခောက်ဆွဲမှုတ်အချိုရည်နဲ့နေ့စဉ်အသုံးဆောင်လေးတွေကိုပဲရောင်းတယ်ဒါပေမဲ့ရွာတွေကလူတွေကတော့ဒေါ်မြင့်လာကြတယ်တနေ့မနက်စောစောမှာအဝတ်အစားဟောင်းဟောင်းနဲ့လူငယ်တယောက်ဆိုင်ရှိကိုလာတယ်သူ့နာမည်ကမောင်ထက်သူကရွာထဲမှာအလုတ်ကင်မရှိတဲ့လူငယ်တယောက်ဒါခောက်ဆွဲယူမလို့လားဟုတ်တယ်တော်လေးဒါပေမဲ့ပတ်စံမလောက်သေးဘူးမနေ့ပြန်အလုပ်ရရင်ပြန်ပေးမယ်ယူသွားတာပတ်စံရှိမှပေးမရှိသေးရင်လည်းအဆင်ပြေတယ်တကယ်လားတော်လေးတကယ်ပေါ့လူဆိုတာတစ်ခါတလေကိုယ်တိုင်မတက်နိုင်တဲ့အချိန်ရှိတတ်တာပဲကျေးဇူးတင်ပါတယ်တော်လေးအဲ့ဒီနေ့ညနေမှာရွာထဲကိုမိုးကြီးရွာတယ်မိုးရေတွေကလမ်းမပေါ်မှာအရှံပယ်စီးလာပြီးဒေါ်မြင့်ရဲ့ဆိုင်ရှိကမြေသားတောင်ပြိုကျလာတယ်ဆိုင်ထဲကပစ္စည်းတွေကိုရေဝင်တော့မဲ့အခြေအနေဖြစ်လာတယ်ဒေါ်လေးဘာမှမစိုးရိမ်နဲ့ကျွန်တော်တို့ကူမယ်မင်းကဒီအချိန်ကြီးဘာလို့လာကူတာလဲဒေါ်လေးကကျွန်တော်ကိုခောက်ဆွဲတစ်ထုပ်ပေးခဲ့တာမဟုတ်ဘူးဒါဆိုဘာပေးခဲ့တာလဲကျွန်တော်ကိုလူတစ်ယောက်လိုယုံကြည်ပေးခဲ့တာအဲ့ဒီနေ့နောက်ပိုင်းမောင်ထက်ကအလုပ်တစ်ခုရပြီးဒေါ်မြင့်ဆိုင်မှာအချိန်ပိုင်းကူလုပ်ပေးတယ်လအနှဲငယ်ကြာတော့မောင်ထက်ဟာငွေစုနိုင်လာတယ်စ조사မှုတွေကြောင့်အခြေအနေတွေကောင်းလာပြီးအခုဆိုကိုပိုင်ဆိုင်လေးတစ်ဆိုင်တောင်ဖွင့်နိုင်ခဲ့ပါပြီဒေါ်လေးဒီဆိုင်လေးကဒေါ်လေးကြောင့်ပါငါကဘာမှမလုပ်ပေးပါဘူးသားခောက်ဆွဲတစ်ထုပ်ပဲပေးခဲ့တာပါအဲ့ဒီနေ့ကဒေါ်လေးပေးခဲ့တာခောက်ဆွဲမဟုတ်ဘူးမျှော်လင့်ချက်ပါ